ဒီတစ်ချိန်ဝေးခဲ့ခြင်းကဘယ်ချိန်ပြန်ဆုံးမယ်ဆိုတာတကယ်မသိကြတော့ဘူးနော်စိတ်ဆိုးစိတ်ကောက်လို့ခဏမခေါ်ကြတယ်လို့မျိုးမခေါ်မပြောဖြစ်တာကလွဲရင်ငါတို့ကအတီးတီးသက်ဆိုင်ကြတယ်ဆိုတဲ့စိတ်တွေနဲ့အတွေးတွေအေးအောင်နေလို့ရပါမယ်လေဒီတစ်ချိန်စကားမပြောဖြစ်ခြင်းတွေကမသေးကြပါမယ်လေတစ်သက်လုံးစာဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ဒီတစ်ချိန်ဝေးခဲ့ခြင်းတွေကဘယ်တော့မှပြင်မစုံတော့တာမျိုးတွေလည်းဖြစ်သွားနိုင်တာမို့တကယ်ဝမ်းနည်းစရာပါပဲဖြစ်နိုင်မယ်ဆိုရင်ထွက်မသွားပါနဲ့လားဆိုပြီးတော့တားခဲ့ခြင်းသေးတာကိုယ့်ဘက်ကိုတစ်ချက်လောက်ငဲကြည့်ပေးပါလားဆိုပြီးတော့တောင်းဆိုကြည့်ခြင်းသေးတာဒါပေမဲ့လေကျေးဇူးပြုပြီးတော့ဆိုတဲ့တောင်းပန်စကားတွေကိုအခောက်ခောက်အခါခါပြောခဲ့ဖူးပြီးတာတော့နည်းနည်းလေးမှနားမဝင်ခဲ့တဲ့မင်းကိုဘလို့စကလုံးမျိုးနဲ့တရားချရမလဲတကယ်ကိုမသိခဲ့တော့တာမင်းမမရှိမဖြစ်ဘူးဆိုတဲ့စကလုံးကိုပြက်လုံးတစ်ခုလိုမျိုးဝလုံးကွဲရည်တက်တဲ့မင်းကိုကြည့်ပြီးတော့ကို့မှာမျက်ရည်ဝဲရတာကလွဲတခြားဘာကိုမျှော်လင့်လို့မျှော်လင့်ရမှန်းမသိတော့တဲ့အခြေအနေတွေပဲဆိုပါတော့လမ်းခွဲမှပဲအဆင်ပြေတော့မဲ့ဆက်ဆံရေးမို့လို့အကောင်းဆုံးနည်းလမ်းကိုပဲရွေးတယ်အရာရာမင်းသဘောအတိုင်းပဲကောဒါပေမဲ့တေချာတွေးကြည့်မယ်ဆိုရင်လေငါတို့နှစ်ယောက်ကြားမှာတယောက်နဲ့တယောက်လမ်းခွဲရလို့တဲ့အထိပြဿနာတွေမဖြစ်ခဲ့ကြသလိုတယောက်နဲ့တယောက်အေးဆက်သွားရလောက်တဲ့အထိအခြေအနေတစ်ခုမှရှိမနေခဲ့ကြဘူးဒီတိုင်းပဲပုံမှန်နှွေးထွေးရင်းကနေတဖြည်းဖြည်းအေးဆက်သွားခဲ့တာဖြစ်တယ်လို့ဒီမမောစကားတွေပြောရင်းကနေတိတ်ဆိတ်သွားခဲ့ကြတာနော်ဒီတစ်ချိန်ကအရင်တုန်းကလိုစိတ်ဆိုးစိတ်ကောက်ကြတာမဟုတ်ဘဲနဲ့တကယ်လမ်းခွဲခဲ့ကြတာပေါ့ချစ်နေကြတော့ကတော့တယောက်နဲ့တယောက်ဆုံဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတဲ့အနေဝေးကြတဲ့သူတွေမို့ငါတို့လမ်းခွဲပြီးသွားတဲ့အခါနောက်တစ်ချိန်ပြန်ဆုံဖို့ဆိုတာမသေးကြတော့ဘူးပေါ့မင်းအရေးလေးတွေရှာဖို့မင်းအတန်လေးတွေကြားရဖို့ပြီးတော့မင်းရွေးချယ်ခဲ့တဲ့လမ်းမှာမင်းအဆင်ပြေလာငေးကြည့်ဖို့ဘာအခွင့်အရေးတစ်ခုမှရှိမနေတော့ဘူးပေါ့ဒီတစ်ချိန်ဝေးခဲ့ခြင်းကတဘွားလုံးစာပဲလားမင်းကင်မှာပြောလို့ရမယ့်ဖုံးလေးကအသက်မဲ့သွားတော့မှသိကြပါတယ်မင်းကမှချစ်တက်ခဲ့တဲ့လူတစ်ယောက်ကိုလည်းတိတ်မကြခင်ပြေးသွားတော့မှသိကြပါတယ်ငါတို့ဝေးသွားခဲ့ပြီးတဲ့နောက်မှာဒစိမ့်တွေလိုမျိုးမတော်တဆလေးပြန်ဆုံဖို့တော့မသေးကြမရတာမို့ရည်တံလေးတွေမျိုးလုံးစိမ့်စိမ့်နဲ့ကြည်တက်တဲ့မင်းအကျင့်လေးတွေအားရပါရရီမောတက်တဲ့နှကန်းလေးတွေအေးပိုပြီးနှာဆေးလေတက်တဲ့ချူချာမှုလေးတွေကိုခြံထားရနိုင်ခြင်းတွေအရာရာကသတိရစရာကြီးပါပဲ